ဒီအနီရောင်ခလုတ်ကိုနှိပ်လိုက်တာနဲ့ဒေါ်လာ1 သန်းရပါမယ်ဒါပေမဲ့ကဘာပေါ်ကလူတစ်ယောက်ကတော့မမျှော်လင့်ပဲတေဆုံးသွားရမှာပါပဲဖြစ်စဉ်ကတညမှာလူစီစီကိုပါဆယ်ထုတ်တစ်ခုရောက်လာခဲ့လို့ဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာအနီရောင်ခလုတ်ပါတဲ့တစ်တာလေးတစ်လုံးကိုတွေ့လိုက်ရပါတယ်လူစီတို့ဇနီးမောင်နှံကတော့ဒါဟာတငယ်ချင်းတစ်ယောက်ယောက်ကပေးတဲ့လက်ဆောင်ပဲလို့ထင်ပြီးတိတ်ကြည့်မဆိုင်မိခဲ့ကြပါဘူးလူစီကကျောင်းဆရာမတစ်ယောက်ဖြစ်ပြီးတနေ့မှာတော့ကျောင်းအုပ်ကြီးကသူမကိုရုတ်တရက်အလုပ်ထုတ်လိုက်ပါတယ်လူစီရဲ့ခင်ပွန်းဟင်နရီကလည်းအာကာသအေဂျင်စီတစ်ခုမှာအေးစစ်စစ်အလုပ်လုပ်နိုင်နေခဲ့ရကနေချက်ချင်းဆိုသလိုအလုပ်ထုတ်ခံလိုက်ရပြန်ပါတယ်သူတို့နှစ်ယောက်လုံးကြပြိုင်နဲ့အလုပ်လက်မဲ့ဖြစ်သွားတာကြောင့်မိသားစုစောင့်ဝင်နေရေးအခြေအနေကပိုပြီးဆိုးရွားလာခဲ့ပါတယ်အဲ့ဒီနောက်လူစီတစ်ယောက်စိတ်ညစ်လို့ထိုင်နေတော့မှပဲလူတစ်ယောက်ကအိမ်ရှိတကားကိုလာခောက်ပါတော့တယ်အိမ်ရှိမှာတော့ဝတ်စုံပြေးဝတ်ထားတဲ့အမျိုးသားတစ်ယောက်ပါပဲလူစီဟာသူ့ရဲ့မျက်နှာကြောင့်လန့်သွားပေမဲ့ရင်ရင်ကြီးပဲအိမ်ထဲကိုဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသားပြောလိုက်တဲ့စကားတွေကတော့လူစီကိုစိတ်လှုပ်ရှားသွားစေခဲ့တယ်လို့ကြောက်ရွံ့သွားစေခဲ့ပါတယ်အဲ့ဒီအမျိုးသားပြောတာကလူစီမှာရှိထားတဲ့တစ်တာလေးမှာထူးခြားတဲ့အစွမ်းတစ်ခုရှိနေပြီးအနီရောင်ခလုတ်လေးကိုနှိပ်လိုက်တာနဲ့ဒေါ်လာ1 သန်းရရှိမှာပါပဲဒါပေမဲ့အဲ့ဒီအတွက်ကဘာပေါ်ကလူတစ်ယောက်ကတော့တေဆုံးသွားမှာဖြစ်ပြီးအဲ့ဒီတေဆုံးသူဟာလူစီတည်တဲ့လူလည်းဖြစ်နိုင်တယ်လို့သူစိမ်းတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်လူစီတို့အနေနဲ့စဉ်းစားဖို့အချိန်တရရမှာဖြစ်ပြီးအချိန်ပြည့်သွားရင်တော့သူဟာအဲ့ဒီခလုတ်ပါတဲ့တစ်တာကိုပြန်လာသိမ်းမယ်လို့ဆိုပါတယ်အဲ့ဒီညမှာပဲလူစီကခင်မုန်းဖြစ်သူဟင်နရီကိုခလုတ်အကြောင်းပြောပြပါတော့တယ်ဟင်နရီကတော့ဒါကိုမယုံကြည်တဲ့အပြင်အဲ့ဒီလူမှာမကောင်းတဲ့ရည်ရွယ်ချက်ရှိနေနိုင်ပြီးလိမ့်လေလက်ဖျားတာဖြစ်နိုင်တယ်လို့တန်တရားဝင်နေခဲ့ပါတယ်ဒါနဲ့ပဲဟင်နရီလည်းတစ်တာကိုဖွင့်ပြီးစစ်စစ်ကြည့်ခဲ့ပေမဲ့အထဲမှာဘာမှမရှိတာကိုပဲတွေ့လိုက်ရပါတယ်ဒါပေမဲ့ခလုတ်ရဲ့အကြောင်းကတော့လူစီရဲ့စိတ်ကိုလှုပ်ခတ်သွားစေခဲ့ပြီးတကယ်လို့ဒါကအမှန်ဆိုရင်ဒေါ်လာ1 သန်းဆိုတာနည်းတဲ့ပမာဏမဟုတ်လို့ပါပဲဒါကြောင့်လူစီလည်းခလုတ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ရခက်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့လောဘနောက်ကိုပါသွားပြီးခလုတ်ကိုနှိပ်လိုက်ပါတော့တယ်အပြင်ပန်းမှာတော့ဘာမှမဖြစ်တယ်လို့ထင်ရပေမဲ့အဲ့ဒီအချိန်မှာပဲရဲစခန်းစီကိုလူတေဆုံးမှုသတင်းတစ်ခုကရောက်ရှိလာခဲ့ပါတော့တယ်အဲ့ဒီနောက်မှာအဲ့ဒီအမျိုးသားကလည်းဂတိအတိုင်းဒေါ်လာ1 သန်းကိုသူတို့အိမ်ရှိထိလာပို့ပေးခဲ့ပါတယ်ဒါပေမဲ့ဟင်နရီကတော့စိတ်မလုံတာကြောင့်အဲ့ဒီငွေတွေကိုပြန်ပေးဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့အဲ့ဒီအမျိုးသားကတော့ဒီသဘောတူညီချက်ဟာပြန်ဖြတ်လို့မရတော့ဘူးလို့ပြန်ပြောခဲ့ပါတယ်ဒါနဲ့ပဲအဲ့ဒီအမျိုးသားဟာစကားတွေအများကြီးမပြောဘဲထွက်ခွာသွားခဲ့ပြီးဟင်နရီကတော့သူ့ရဲ့ကားနံပါတ်ကိုမှတ်ထားလိုက်ပါတယ်အဲ့ဒီနောက်ဟင်နရီစုံစမ်းကြည့်တဲ့အခါမှာတော့တုံးလုံးစရာကောင်းတဲ့အချက်တွေကိုစတင်တွေ့လိုက်ရပါတော့တယ်အဲ့ဒီလူဟာအာကာသယာဉ်မှူးတစ်ယောက်ဖြစ်ခဲ့ပြီးဆယ်စုနှစ်တွေကြာခဲ့တာတောင်သူ့ရဲ့ရုပ်ရည်ကလုံးဝမပြောင်းလဲသွားတာပါပဲပိုပြီးထူးဆန်းတာကအဲ့ဒီလူဟာအဲ့ဒီတုန်းကမိုးကြိုးပစ်ခံရပြီးတေဆုံးသွားခဲ့တာပါပဲဆရာဝန်တွေလည်းသူ့ကိုကယ်တင်ဖို့ကြိုးစားခဲ့ကြပေမဲ့မအောင်မြင်ခဲ့ပါဘူးဒါကြောင့်ရင်ခွဲရုံကိုပို့လိုက်တဲ့အချိန်မှာတော့ဆရာဝန်တွေဟာရင်ခွဲရုံထဲကနေရည်တံတွေကိုကြားလိုက်ရပြီးအဲ့ဒီလူဟာအံ့ဩဖို့ကောင်းအောင်အသက်ပြန်ရှင်လာတာကိုမြင်ခဲ့ရတယ်လို့ဆိုတာပါပဲတကယ်တော့အဲ့ဒီမိုးကြိုးဟာဂျိုသားတွေရဲ့စွမ်းရည်ဖြစ်ပြီးသူတို့ရဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီလူကိုထူးခြားတဲ့စွမ်းရည်တွေပေးပြီးလူသားတွေရဲ့ကိုကျင့်တရားကိုစမ်းသပ်ဖို့အသက်ရှင်စေခဲ့တာဖြစ်ပါတယ်ဒီတက်တာတွေကိုအသုံးပြုပြီးလူသားတွေဟာခလုတ်နှိပ်ဖို့ညှင်းဆန်မှသာသူတို့ရဲ့ကိုကျင့်တရားကောင်းတယ်လို့သတ်မှတ်တာပါပဲအဲ့ဒီနောက်ဟင်နရီဟာစာကြည့်တိုက်ထဲမှာတဲလွန်စားတွေရှာဖွေနေတော့လူစိမ်း9 ယောက်ရဲ့နောက်ယောက်ခံလိုက်ခြင်းကိုခံခဲ့ရပါတယ်ဟင်နရီလည်းထွက်ပေါက်ကိုလိုက်ရှာနေပေမဲ့စာကြည့်တိုက်ထဲကလူတိုင်းကတော့သူ့ကိုစိုက်ကြည့်နေတာကိုပဲတွေ့လိုက်ရပါတယ်နောက်ဆုံးမှာတော့ဟင်နရီဟာစာကြည့်တိုက်ထဲမှာပိတ်မိသွားပြီးလူတိုင်းကသူ့ကိုရွေးချယ်မှုတစ်ခုလုပ်ဖို့တောင်းဆိုကြပါတယ်အဲ့ဒီနောက်ဟင်နရီရှိမှရေတကား3 ခုပေါ်လာပါတော့တယ်2 ခုကတော့တေချင်းတကားတွေဖြစ်ပြီးတစ်ခုကတော့ရှင်ချင်းတကားပဲဖြစ်ပါတယ်ဟင်နရီဟာဒုတိယမြောက်တကားကိုရွေးချယ်လိုက်တဲ့အခါမှာတော့ရေတကားရဲ့ဆွဲငင်ခြင်းကိုခံလိုက်ရပြီးအထဲကိုစတင်ပါသွားပါတော့တယ်